ပါကျွန်တော်တို့တွေငယ်ငယ်တုန်းကကြီးလာရင်ဘာလုပ်မလဲဆိုတဲ့အိမ်မက်တွေရှိခဲ့ကြမှာပါအများစုကတော့စစ်သားကြီးလုံးမယ်ဆရာဝန်ကြီးလုံးမယ်စတဲ့ဂုဏ်တိတ်ခါရှိတဲ့အလုပ်တွေကိုစိတ်ကူးရင်ခဲကြပါတယ်ဒါပေမဲ့အချိန်တွေကြာလာပြီးလောကကြီးကိုပိုတိလာတဲ့အခါမှာတော့အိမ်မက်တွေကပြောင်းလဲလာတယ်အခုချိန်မှာကျွန်တော်ရဲ့အကြီးမားဆုံးစံသားကတော့ချမ်းသာကြွယ်ဝတဲ့တထေးကြီးတစ်ယောက်ဖြစ်ဖို့ပါပဲဘာလို့လဲဆိုတော့ပိုက်ဆံဆိုတာကိုဘဝကိုရောကိုချင်းရရဲ့သူတွေရဲ့ဘဝကိုပါပိုပြီးပျော်ရွှင်အောင်ဖန်တီးပေးနိုင်လို့ပါဒါကြောင့်ချမ်းသာမဲ့နီလန်းတွေကိုနေတိုင်းလေးလာပြစ်ခဲ့ပါတယ်ကျွန်တော်လေးလာပြစ်ခဲ့တဲ့နီလန်းတွေထဲကအခြေခံအကြဆုံးနီလန်း၃ခုကိုပြန်လည်မျှဝေပေးခြင်းပါတယ်ငွေကြေးစုဆောင်းခြင်းကိုအလေးကျင့်လုပ်ပါချမ်းသာဖို့ဆိုတာဝင်ငွေဘလောက်များတယ်ဆိုတာထက်ဘလောက်ထိန်းသိမ်းစုဆောင်းနိုင်လဲဆိုတဲ့အပေါ်မှာမူတည်ပါတယ်ကျွန်တော်လုံးဖြစ်တာကတော့ဝင်ငွေရတာနဲ့အရင်ဆုံးစုမဲ့ပမာဏကိုဖယ်ထားလိုက်ပြီးမှကျန်တာကိုသုံးပါတယ်ဥပမာလစာရဲ့အနည်းဆုံး10%ကိုတီးတန့်စုဘူးဒါမှမဟုတ်စရင်တစ်ခုတည်းကိုရအောင်ထည့်လိုက်ပါတယ်ဒါကအနာဂတ်အတွက်ရင်းနှီးမြှုပ်နှံခြင်းတစ်ခုပါစင်ဆက်မပြတ်တင်ယူခြင်းဖြင့်ကိုယ့်ရဲ့တန်ဖိုးကိုမြင့်တင်ပါတထေးကြီးတွေနဲ့တာမန်လူတွေရဲ့ခြားနာချက်ကသူတို့ရဲ့အတွေးခေါ်နဲ့ဗဟုသုတပါချမ်းသာခြင်းနဲ့ဆိုရင်ငွေကြေးစီးပွားရေးစိတ်ဓာတ်ခွန်အားဆိုင်ရာစာအုပ်တွေကိုနေ့စဉ်ဖတ်ရှုလေ့လာနေဖို့လိုပါတယ်ဝါရင်ဘတ်ဖက်လိုကဘာကျော်တထေးကြီးတွေတောင်မှနေ့စဉ်သူတို့အချိန်ရဲ့80%လောက်ကိုစာဖတ်ခြင်းနဲ့တည်င်းအချက်လက်လေ့လာခြင်းမှာသုံးတယ်လို့ဆိုပါတယ်စာဖတ်ခြင်းဟာကိုယ့်ရဲ့အတွေးအခေါ်ရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါတယ်ဝင်ငွေလမ်းကြောင်းမျိုးစုံကိုဖန်တီးပါပြည်သူမဆိုလုံအားတစ်ခုတည်းအပေါ်မှာမိခိုနေလို့မရပါဘူးကိုယ့်ရဲ့ပိုက်ဆံကိုကိုယ့်အတွက်အလုပ်ပြန်လုပ်ခိုင်းဖို့လိုပါတယ်ဒါကြောင့်စုဆောင်းထားတဲ့ငွေတွေကိုအတိုးရတဲ့စရင်ဒါမှမဟုတ်အနာဂတ်မှာတန်ဖိုးတက်လာမဲ့ရင်းနှီးမြှုပ်နှံမှုတွေမှာစတင်ထည့်သွင်းပါဥပမာစတော့ရှယ်ယာဗန်အံ့ငွေစီးပွားရေးအသေးစားတစ်ခုစတဲ့ဝင်ငွေလမ်းကြောင်းတစ်ခုထက်မကရှိလေလေဗန္ဒာရေးဆိုင်ရာလုံခြုံမှုကပိုပြီးခိုင်မာလေလေဖြစ်ပါတယ်ကျွန်တော်လေးလာရင်သိရှိလိုက်ရတာကတထေးဖြစ်ဖို့ဆိုတာရေတူအလုံးမဟုတ်ပဲရေရှည်ခရီးတစ်ခုပါကျွန်တော်တို့အခုစလုပ်ရမှာကဒီကနေ့ကစပြီးငွေကိုစနစ်တကျစီမံခန့်ခွဲဖို့နေ့တိုင်းစာဖတ်ပြီးကိုမြင့်တင်ဖို့ပဲဖြစ်ပါတယ်အားလုံးပဲမိမိရဲ့အိမ်မက်တွေကိုအကောင့်တွေဖော်လာအောင်ဒီနည်းလမ်း၃ခုကိုကျင့်သုံးပြီးအတူတူကြိုးစားကြပါစို့လို့တိုက်တွန်းရင်းကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီကုန်းထုတ်လိုက်ပါတယ်အချင်းပေးပြီးနားထောင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်